သူမဟာတနက်ခါလေးလေးလိမ့်ထားမြန်မာဝန်ဆက်လေးလည်းဝတ်ထားတယ်ပြီးတော့ပန်းလေးပါပန်းထားလိုက်သေးလိုနေရတခုပဲဓပုံရိုက်ပေးမဲ့သူကဲပါရိုက်ပေးမဲ့သူမရှိလဲခုကြည့်နေတဲ့သူလေးပဲကင်မရာမန်လောက်လိုက်တော့နော်